တချင်းနဲ့ဂီတာပဲနည်းနည်းလေးကျွန်တော်setting လေးတော့ပြောင်းချိန်ထားပေမဲ့အနည်းငယ်လေးပေါ့နော်အတန်လေးတိမ်သွားတာတိုးသွားတာရှင်တော့ခွင့်လွှတ်ပေးကြပါခင်ဗျာကျွန်တော်လမ်းခုလက်တနေရာမှာမို့လို့လေကျွန်တော်ဒီကနေစင်ပြီးတဲ့ဂီတာကိုတောင်းတီးရဖြစ်တဲ့အတွက်အားနဲ့ချက်လေးရှင်လည်းခွင့်လွှတ်ကြပါလို့ကျွန်တော်ကင်မရာပြီးမှဖွင့်ပြမယ်ခင်ဗျာကျွန်တော်အတန် setting အတွက်နေရာတနေရာချိန်ထားလို့လေလူနဲ့ကင်မရာနဲ့အတွဲရက်မရှိလို့ပါဟုတ်ကဲ့ပါမကန်နီတောင်လေးပဲလို့တော့အေးရာတွေလဲရွှဲလို့ဆိုမိုးမလုံးနေတဲ့တိတ်ခတ်တဲ့အိုးအမှုတမှုဖွာဆောင်ဆောင်ညာတွေဆိုမွေနန္ဒာချဲတဲ့ပါနဖတ်ကိုအဆွေအစာမေဖွဲပထားရလို့မုံရောင်ဆောင်ပြီးthe same chill like the moon message တို့တဲ့ကြောင်းညံဖတ်ခါငိုခင်ပြောရဲ့မဆောင်နဲ့တော့ကြာလို့ခင်ပြောရဲ့မဆောင်နဲ့တော့ငါကိုဘယ်ဘူးဒါမှမဆိုင်တော့နဲ့ယထာအိုမဆုံးနိုင်အောင်လွယ်ခဲ့ပြီကိုခင်ပြောရဲ့မဆောင်နဲ့တော့ကြာလို့ခင်ပြောရဲ့မဆောင်နဲ့တော့ငါကိုဘယ်ဘူးဒါမှမဆိုင်တော့နဲ့ယထာအိုမဆုံးနိုင်အောင်ပဲလွယ်ခဲ့ပြီမို့ပန်းတွေတည်တဲ့ကျိုးလေးလို့အလွမ်းတွေစီဖွဲ့ဟိုးဝေးလို့အလင်းမုံတွေနဲ့စက်တာပို့ကြနေတော့တီးခွင့်ရစီလို့အချမ်းမြေရှိုက်တော့စေးလိုက်တော့အနံတွေလိုက်မောရှိတိတ်ကိုပြေနေခေါ်ခိုင်းပြုံးလိုက်တီးချိုအခုငွေတို့လွင်ပြောင်းပြက်ပြဲပြိုခင်ပြောရဲ့မဆောင်နဲ့တော့ကြာလို့ခင်ပြောရဲ့မဆောင်နဲ့တော့ငါကိုဘယ်ဘူးဒါမှမဆိုင်တော့နဲ့ယထာအိုမဆုံးနိုင်အောင်လွယ်ခဲ့ပြီကိုခင်ပြောရဲ့မဆောင်နဲ့တော့ကြာလို့ခင်ပြောရဲ့မဆောင်နဲ့တော့ငါကိုဘယ်ဘူးဒါမှမဆိုင်တော့နဲ့ယထာအိုမဆုံးနိုင်အောင်ပဲလွယ်ခဲ့ပြီမို့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်ရောက်တဲ့နေရာကနေပြီးတော့အရေးပေါ်ပြင်ဆင်လိုက်ရတဲ့အတွက်လည်းအားနည်းချက်တွေရှိတာရင်ခွင့်လွှတ်ကြပါကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ယခုလိုတီးဆိုးဖျော်ဖြေပေးသွားပါတော့ဆရာကျော်ဝေဖြိုးအားထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်